ဘာမယ်ဆိုလို့ရှိရင်ဖြင့်သောတာပန်တည်တယ်လို့အောက်မေ့ရဒါဖြင့်ဒီဓမ္မစာရိဋ္ဌိပြုတ်ဖို့ရည်ကြီးအဲ့တော့မိစ္ဆာဒိဋ္ဌိဆိုတဲ့တက္ကရာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမပြုတ်တာဘာကြောင့်ပါလိမ့်မလဲလို့မဲတဲ့ခါကျတော့သမာဓိဋ္ဌိမဖြစ်လို့ဒါဖြင့်ဒီဓမ္မတွေဟာသမာဓိဋ္ဌိဖြစ်အောင်ဆရာသမားကကူညီလို့ဒကာဓမ္မတွေကတတိတမစင်ညနဲ့တတိတရားပညာတရားနဲ့ခန္ဓာကြည့်ကြမယ်ဆိုလို့ရှိရင်ဖြင့်သမာဓိဋ္ဌိဖြစ်ပါလိမ့်မယ်လို့မှတ်ရမယ်သမာဓိဋ္ဌိဖြစ်ဖို့ရည်ဒီဒကာဓမ္မတို့ကိုယ်တိုင်ကြံစီလို့ဖြစ်တဲ့ရေးမဟုတ်ဘူးကလျာဏမိတ်တဆရာကောင်းသမားကောင်းရမှသမာဓိဋ္ဌိဖြစ်တဲ့ရေးဆိုတဲ့ဥစ္စာမှတ်ကြပါဒါကြောင့်သောတာပန်နေခြင်းကြောင့်မှသူတော်ကောင်းနဲ့မပေါင်းသင်ရင်သောတာပန်မတည်နိုင်ပါဘူးကွာဘုရားကဟောထားတယ်သစ္စာတရားမနာရလို့ရှိရင်လေသောတာပန်မတည်ပါဘူးကွာနှလုံးသစ္စာတရားနာရညာတော့လေသမာဓိဋ္ဌိမဖြစ်လို့ရှိရင်လေသောတာပန်မတည်နိုင်ပါဘူးကွာသစ္စာတရားနာထားရင်လည်းမပြီးသေးဘူးသမာဓိဋ္ဌိဖြစ်တဲ့ဉာဏ်နဲ့သစ္စာဉာဏ်နဲ့ခန္ဓာကြည့်လိုက်တဲ့အခါကျလို့ရှိရင်သမာဓိဋ္ဌိဖြစ်လာအောင်လဲမြင်အောင်ပါပဲလို့သုံးနံပါတ်လဲမှတ်ရမှာဒါကြတော့မြင်တော့မြင်ပါရဲ့မပွားများပြန်ဘူးဓမ္မအနုဓမ္မပฏิပတ်တိဖြစ်တဲ့အလုပ်ကိုမပွားများပြန်ဘူးလို့ဆိုပြန်လို့ရှိရင်လေတဲ့သမာဓိဋ္ဌိမဖြစ်ဝါသောတာပန်မတည်နိုင်ဆိုတော့သောတာပန်တည်ခြင်းအကြောင်းကအင်္ဂုတ္တများမှာ၄ပါးဟောပြီးထားတဲ့အတွက်ယနေ့တော့ဖြင့်ဒကာဓမ္မတို့ဒါရကတို့ခေမကတို့ဝတ္ထုကိုနောက်မှထားပြီးခေမကတို့ဒါရကတို့ဉာဏ်ကြီး60တို့ဘာကြောင့်သောတာပန်တည်သွားတယ်ဆိုတဲ့ဥစ္စာကိုသိရဖို့အရေးဟာဖြင့်ဩသမာဓိဋ္ဌိဖြစ်လို့ပဲလို့ဆုံးဖြတ်ချက်ချပါနော်။ခိုင်းသမာဓိဋ္ဌိဖြစ်အောင်ကိုလေးလေးစားစားနဲ့ဒကာဓမ္မတွေနားထောင်ကြစို့။နားထောင်ကြစို့ဆိုတော့ဝိညာဏံဘိက္ခွေဘိက္ခုအနိစ္စံအနိစ္စံဝိညာဏံတိပတ္တိသာယံဘိက္ခုသမာဓိဋ္ဌိသမာပတ္တနိဗ္ဗိန္ဒတိဒီလိုသံယုတ်ပါဠိတော်ကြီးမှာဟောပြီးဒီကလာထားပြန်တော့ဘိက္ခွေယံတို့ဘိက္ခုယံသည်ဝိညာဏမင်းတို့တဏ္ဍာ၌ဖြစ်တဲ့စိတ်ဟုသမျှအနိစ္စပဲသောစိတ်တံစိတ်ကိုအနိစ္စဖြစ်တဲ့စိတ်အနိစ္စဝိညာဏံတိဩအနိစ္စဝိညာဉ်ပါလားအနိစ္စဝိညာဉ်ဆိုတာအနိစ္စပါလားလို့ပတ္တန်တိရှုကြကုန်ပြီဒီစိတ်ကလေးကပထမတော့စိတ်ကလေးပဲတဲ့ဒီစိတ်ကလေးကိုအနိစ္စစိတ်ကလေးပျောက်ပြတ်သွားတာလေးမြင်လိုက်တော့စိတ်ဆိုပေမဲ့လည်းအနိစ္စပါလားစိတ်ဆိုတာအနိစ္စပါလားပေါ်တော့ကစိတ်နောက်ကြတော့သူဒီကားလို့ဆိုလို့ရှိရင်ပျောက်ပြတ်ပြီးပြသွားတော့သူ့လက္ခဏာပြသွားတယ်ဒါဖြင့်ပြတာကဝိညာဉ်စိတ်နောက်ဉာဏ်နဲ့စိုက်ကြည့်လိုက်တဲ့အခါကျတော့သူမမြဲတဲ့လက္ခဏာပျောက်ပြတ်တဲ့လက္ခဏာဒါလေးသူပြသွားတယ်အဲဒီကလေးပြသွားတဲ့အခါကျတော့အနိစ္စဝိညာဏံတိပတ္တိဝိညာဉ်ဆိုတဲ့စိတ်ဟာအနိစ္စပါလားလို့ကိုယ်ကရှုလိုက်မိပါတယ်အနိစ္စစိတ်ကလေးကိုအနိစ္စလို့ရှုလိုက်မိပါတယ်သာယံဟောတိသမာဓိဋ္ဌိသာယံထို့သောအနိစ္စစိတ်ကိုအနိစ္စစိတ်ပဲလို့ရှုလိုက်ခြင်းသည်သမာဓိဋ္ဌိမြည်၏ဓမ္မရတာပဲအနိစ္စစိတ်ကိုအနိစ္စစိတ်လို့အမှန်ကန်မြင်လိုက်လို့ရှိရင်ဖြင့်သမာဓိဋ္ဌိဖြစ်ပါပြီတက္ကရာဒိဋ္ဌိနဲ့မိစ္ဆာဒိဋ္ဌိစင်ပြေပြီသဘောကျဒါဖြင့်အာလမဂဓမ္မတို့ကိုယ်ခန္ဓာကိုယ်ထဲမှာစားခြင်းတဲ့စိတ်ကလေးပေါ်လာတယ်ဝိခြင်းတဲ့စိတ်ကလေးသွားခြင်းတဲ့စိတ်ကလေးပေါ်လာတယ်ထိုကဲ့သို့ပေါ်လာတာလေးကိုဒကာကျွေးဒကာတက်တို့ကဖြတ်ကနေကြည့်လိုက်ခုနကစားခြင်းတဲ့စိတ်ကလေးရှိမရှိကြည့်လိုက်ဘာတွေ့သေးတော့
မရှိတာပဲတွေ့မရှိတာပဲတွေ့လိုက်တော့ဩစိတ်ဆိုတဲ့တရားလေးဟာပေါ်တော့ကစိတ်ကြည့်တော့မရှိတာတွေ့တယ်ပေါ်တော့ကတော့ကြည့်လိုက်တဲ့အခါကျတော့မရှိတာတွေ့တော့ဩစိတ်ဟာမရှိတာပဲစိတ်ဟာမရှိတာပဲလို့မသိဘူးလားစိတ်ဟာဆိုတာကဖြစ်တာသိတာမရှိတာပဲလို့သိတာကစိတ်ပြက်တာကိုသိစိတ်ဟာမရှိတာပဲကိုလို့သိလို့ရှိရင်ဖြင့်မိမိသဏ္ဍာန်ဖြစ်တဲ့စိတ်ဟာမရှိတာသိခဲ့လို့ရှိရင်ဖြင့်အဲ့ဒါတခါကျော်တခါတစ်တို့သမာဓိရှိလို့မှတ်လိုက်တယ်စိတ်ကလေးကဖြစ်တယ်နော်ဖြစ်ပြီးကြည့်လိုက်တဲ့ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့မရှိတော့ဘူးဒါဖြင့်စိတ်ဆိုတဲ့ဥစ္စာဖြစ်တာကြည့်လိုက်တော့မရှိတာတွေ့ဒါဖြင့်စိတ်ဤမရှိတာတွေ့တယ်စိတ်မရှိတာတွေ့တယ်ဆိုသဖြင့်ဒီမရှိတတ်တဲ့တရားကိုမရှိဘူးလို့တွေ့ခြင်းကြောင့်ဒါအမှန်တွေ့တာပဲလို့ဆိုသောကြောင့်အမှန်သိတာပဲလို့ဖြစ်သွားသောကြောင့်သာယံဟောတိသမာဓိဋ္ဌိအယံဤတို့စိတ်မရှိတာကိုမြင်ခြင်းသည်သမာဓိဋ္ဌိမဲ့ခင်မြည်သည်ဟောတိဖြစ်ဒါပြမိစ္ဆာဒိဋ္ဌိပြေးပြီမိစ္ဆာဒိဋ္ဌိပြေးပြီဒါဖြင့်သာဇနစိတ်ပေါ်လာလဲချိပေသူများညူစင်တဲ့စိတ်ကလေးပေါ်လာရင်သံဃာရှိတဲ့စိတ်ကလေးပေါ်လာရင်ချိပေလိုက်တော့ဒကာကျော်ဒကာသစ်တို့ဘာတွေ့မလဲမရှိတာတွေ့ဒါဖြင့်စိတ်ဟာမရှိတာလမ်းဆုံးစိတ်ဟာပဲလမ်းဆုံးပါမရှိတာလမ်းဆုံးတာကိုသိလိုက်တော့ဝိညာဏအနိစ္စနဲ့သွားကြိုက်ဝိညာဏအနိစ္စဖြစ်သောဝိညာဏဝိညာဉ်ပဲဝါစိတ်ပဲစိတ်ဟာအနိစ္စပဲတမပတ္တံစိတ်တံဘိက္ခွေဝိညာဏအနိစ္စဝိညာဏနိပတ္တိဒီဥစ္စာဒီအနိစ္စစိတ်ပဲလို့သိလိုက်ပါတယ်အနိစ္စစိတ်ကိုအနိစ္စစိတ်လို့ပဲသိလိုက်အဲ့ဒါသမာဓိရှိတယ်အနိစ္စစိတ်ကိုအနိစ္စလို့သိရင်သမာဓိရှိလို့တရားဓမ္မတွေသေချာမှတ်ထားပါအဲ့ဒီတော့ဘုဒ္ဓနာမှာတရားဓမ္မတွေသိတဲ့အတိုင်းစိတ်ဟာတရားကျော်တရားသစ်တို့အမျိုးမျိုးပေါ်နေပေါ်ကျင်တာပေါ်ပါကြီးပေါ်တာကိုမကြောက်ပါနဲ့အနိစ္စလို့မသိမှကြောက်ပါအနိစ္စလို့မသိလို့ရှိရင်ဖြင့်ငါရင်လည်းဝင်လာလိမ့်မယ်မသိတဲ့အဝိဇ္ဇာရင်လည်းငါရင်ဝင်လာမယ်ဆိုတဲ့ဥစ္စာကငါစိတ်ရင်လည်းဒိဋ္ဌိနဲ့ဆွဲခြင်းဆွဲပလိုက်တို့မဟုတ်မသိကိုမသိလိုက်ဘူးကိုယ်စိတ်မှာကိုမသိလိုက်တဲ့သဘောပေါ်လာလို့ရှိရင်လည်းအဝိဇ္ဇာကဝင်ပလိုက်ဒါဖြင့်ဒကာဓမ္မတို့ဒီလိုယူကြပါစို့ဒကာဓမ္မတို့တဏ္ဍာဘယ်စိတ်ပဲပေါ်ကျင်တာပေါ်ပါပုထုဇဉ်တဏ္ဍာပုထုဇဉ်စိတ်မှတပါးတခြားဘာမှပေါ်စရာမရှိဘူးလို့မှတ်ပါတခြားဘာမှပေါ်စရာမရှိတော့ဘူးပေါ်တဲ့စိတ်ကလေးကိုဒကာဓမ္မတွေကပေါ်တဲ့စိတ်ကသူအရင်ပေါ်မှာပဲရှိမရှိကြည့်တာဒီနောက်မှပေါ်မှာပဲပေါ်တဲ့စိတ်ကရှိမရှိကြည့်တာကနောက်မှပေါ်တော့သတ္တဝါသန္တာမှာလည်းနှစ်ခုကလည်းမဖြစ်ကောင်းဘူးပေါ်တဲ့စိတ်ရှိနေလို့ရှိရင်နောက်ကရှိမရှိကြည့်တဲ့ဉာဏ်လဲဉာဏ်စိတ်လည်းမပေါ်နိုင်ပါဘူးဒါကြောင့်ဒကာဓမ္မတို့အနိစ္စဘိက္ခွေဝိညာဏဘိက္ခွေယံတို့ဘိက္ခုတန္တရာဘေးကိုကြောက်တဲ့ပုဂ္ဂိုလ်ဒီအနိစ္စဖြစ်သောဝိညာဏစိတ်ဝိညာဉ်ကိုအနိစ္စဝိညာဏံတိအနိစ္စစိတ်ဟူ၍ပတ္တန်တိမြင်ကြကုန်၏အနိစ္စစိတ်ပဲလို့မြင်လိုက်တယ်နောက်ကရှုလိုက်တဲ့အခါကျတော့ဒီစိတ်ဟာအနိစ္စရောက်သွားပါကိုလို့သိလိုက်ပါတယ်သာယံဟောတိသမာဓိဋ္ဌိအယံဤတို့ပျောက်သွားတာမြင်လိုက်ခြင်းသည်စိတ်ကလေးပျောက်သွားတာမြင်လိုက်ခြင်းသည်သမာဓိဋ္ဌိအမြင်သည်ဝါမက်ဆိုင်တဲ့အမြင်သည်သဘောကျဒါဖြင့်စိတ်ပေါ်တိုင်းကြည့်ပေးလို့ရှိရင်ဖြင့်ပေါ်လဲပေါ်လိုက်ပါမရှိတာလည်းတွေးလိမ့်မယ်လို့ရှိတဲ့ပုဂ္ဂိုလ်မှာဆရာဘုန်းကြီးကမှားပါတယ်
စိတ်လည်းပေါ်ပါလိမ့်မယ်ကြည့်လိုက်တဲ့အခါမရှိတာလည်းသိရပါလိမ့်မယ်သဘောကျစိတ်လည်းပေါ်ပါလိမ့်မယ်နော်ကြည့်လိုက်တဲ့အခါမရှိတာလည်းသိရပါတယ်ဆိုတော့ဩဒါဖြင့်ဝိညာဏအနိစ္စံသွားကြိုက်ဝိညာဏဆိုတာစိတ်ပေါ်အနိစ္စံဆိုတာက၎င်းစိတ်မရှိတော့ဘူးလို့ပြောတယ်ဒီစိတ်ကလေးကအနိစ္စရောက်သွားပြီလို့နောက်ကညာနဲ့သိလိုက်လို့ရှိရင်ဖြင့်အဲ့ဒီသိတဲ့ညာဟာတမာရိဋ္ဌိလို့မှတ်လိုက်စမ်းအနိစ္စံဘိက္ခွေဘိက္ခုဝိညာဏအနိစ္စံဝိညာဏံတိပတ္တိသာယဟောတိတမာရိဋ္ဌိဘုရားကတန်ရုပ်ပါဠိတော်မှာဟောတမာရိဋ္ဌိများကွာမင်းတို့ကဆရာကောင်းသမားကောင်းနိနာရလို့ရှိရင်ဖြင့်မဲ့ဟာလက်ဖြောက်သေးတာကမှကြာပါသေးတယ်မရမရှိနိုင်ပါဘူးလို့သေချာဟောတယ်လက်ဖြောက်သေးတာကမှခက်ပါသေးတယ်ဒကာဓမ္မတို့ဆရာကောင်းသမားကောင်းနိနာရလို့ရှိရင်ဖြင့်တဲ့မိစ္ဆာရိဋ္ဌိထွက်ပြေးတာအစောကြီးသမာရိဋ္ဌိဝင်လာတာချက်ချင်းပါပဲကဲဆိုခြင်းနဲ့စိတ်ကလေးပေါ်လာတယ်ဒကာသိတို့ဒကာအောင်တို့ကတွေးလိုက်တယ်ဘောရှိမရှိနောက်စိတ်နဲ့တွေးလိုက်စမ်းမရှိပါဘူးဘယ်သူမရှိတာတော့မေးတော့စိတ်မရှိတာသဘောကျစိတ်မရှိတော့ကိုတဲ့စိတ်ဆိုတာကအနိစ္စမရှိတာကလက္ခဏာအနိစ္စလက္ခဏာမရင်စိတ်ကအနိစ္စနော်စိတ်ကအနိစ္စရောက်မဲ့တရားပေါ့ဗျာစိတ်ကဘာတော့ကြည့်လိုက်တဲ့အခါကျတော့ရောက်မရောက်ကြည့်လိုက်စမ်းကြည့်လိုက်ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ရောက်သွားတော့သူဒီအနိစ္စတရားမို့သူ့လက္ခဏာပြသွားပြီအနိစ္စတရားမို့ဘာတော့သူ့လက္ခဏာပြသွားပြီလို့ဒကာကျွဲတို့ဒကာသစ်တို့ကမသိလိုက်ဘူးသိတာလေးဘာခေါ်ကြလဲသမာဓိဋ္ဌိသိတာလေးဘာခေါ်ကြသမာပတ္တံနေပင်သမာမဖောင်းပြန်ပတ္တံတော့မြင်ခဲ့တယ်ရှိတော့သမာဓိဋ္ဌိမဲ့သမာဓိဋ္ဌိဖြစ်ပြီးဟောတိဖြစ်ဆိုတော့တက္ကာရိပြည့်ပြီသတ္တရဒိဋ္ဌိရောပြေးပြီဒကာဓမ္မတို့ဥစ္စေရဒိဋ္ဌိရောဒိဋ္ဌိဟူသွေးအကုန်ပြေးပြီသက္ကာယနှင်ထုတ်ပြတာနဲ့ရေတော်မြင့်နှင်ထုတ်ပြတာနဲ့ကျန်တဲ့62ပါးသောဒိဋ္ဌိတွေအကုန်ပြေးဒါဖြင့်စိတ်ကလေးပေါ်လာလို့ရှိရင်အနိစ္စပေါ်လာပြီကြည့်လိုက်ဉာဏ်နဲ့သာကြည့်ဉာဏ်နဲ့ကြည့်လိုက်ရှင်ရှိသေးရဲ့မရှိရင်လက္ခဏာပေါ်လာဒါကြောင့်ပေါင်းလိုက်စိတ်ပေါ်တော့ကအနိစ္စနောက်မရှိတာရင်မြင်လိုက်တာကလက္ခဏာအနိစ္စရဲ့လက္ခဏာကိုမြင်ပါသဘောပါဘယ်လိုလက္ခဏာမြင်ဒါဖြင့်ရှေ့ပိုင်းကအနိစ္စနဲ့လက္ခဏာနောက်ပိုင်းကမြင်တာကသမာဓိဋ္ဌိဒါဖြင့်အနိစ္စလက္ခဏာကိုမြင်သောကြောင့်နောက်မြင်မှုသည်သမာဓိဋ္ဌိလို့မှားသိကြပါလားတော်တော်လေးကိုဒကာဓမ္မတွေကတလုံးနဲ့ကိုပဲရှင်းတဲ့ရှင်းအောင်ပြောနေတယ်ဒီစိတ်တလုံးပြောလိုက်လို့ရှိရင်ဒကာကျွဲဒကာသစ်ဒကာအောင်တို့အထူးတူပဲနော်ကဲပြန်ပြောပါဦးမယ်ဒကာဓမ္မတွေတဏ္ဍာဖျားဆိုဝန်းထဲမှာစားကျင်တဲ့စိတ်ကလေးပေါ်လာတယ်ဒကာဓမ္မတွေဒါပါလေးပါလေစားကျင်တဲ့စိတ်ကလေးဒါပြန်သူဟာအနိစ္စပေါ်လာတာပဲအနိစ္စပေါ်လာတာပဲသဘောကျရင်ဒါတပည့်တို့ကြားဘူးတာနဲ့တခြားစီဖြစ်နေပါဘောလားဆိုတော့နိစ္စဆိုတာမရှိတာတပည့်တို့ကကြားဘူးပါတယ်ဗျာအခုတော့ပေါ်တဲ့စိတ်ကလေးကိုနိစ္စလို့ရှင်ဘုရားကဟောနေတယ်ဆိုတော့အိုးတရားဓမ္မတို့ညာမပြားပါနဲ့အနိစ္စရောက်မဲ့တရားပေါ်လာတယ်လို့မှတ်ထားပါသဘောကျဘာပေါ်လာပါအနိစ္စရောက်မဲ့တရားပေါ်လာတာမှမသိလို့ရှိရင်အနိစ္စရောက်တဲ့လက္ခဏာကိုဘယ်သူမှသိမှာမဟုတ်ဘူးသိနိုင်မှာအနာပေါက်တာမှမသိတဲ့ပုဂ္ဂိုလ်ကအနာပြောက်တာသိလိမ့်မယ်ဆိုတာဘယ်တော့မှမတွေးကြနဲ့အနာပေါက်တာမသိတဲ့ပုဂ္ဂိုလ်ကအနာပြောက်တာကိုမသိနိုင်ဘူးဆိုတာသိရပါဒီမှာလဲအနိစ္စပေါ်လာတာမှမသိလို့ရှိရင်အနိစ္စလက္ခဏာကိုမသိဘူးသဘောကျအနိစ္စပေါ်လာတာမှမသိလို့ရှိရင်အနိစ္စလက္ခဏာကိုဒါဖြင့်ဒီဥစ္စာပေါ်လာလို့ရှိရင်ဒါအနိစ္စတရားအဲ့ဒီပေါ်လုံးကလည်းဒါပေါ်လာတာဘုန်းကြီးကပြောတာပါပေါ်သူပေါ်နေတယ်ခင်ဗျားတို့အသိလည်းမလာသေးပါဘူးတို့တော့သူရှိကပေါ်သွားတာအနိစ္စတရားလေးလို့ပတ်ထားတယ်နောက်ကြည့်လိုက်တဲ့အခါကျတော့
ဒကာဓမ္မတို့ရှိသေးရဲ့မရှိတော့ဒကာဓမ္မတို့ဘာတွေ့လုံးဆိုလို့ရှိရင်ဖြင့်လက္ခဏာကိုတွေ့တယ်ကြည့်လိုက်တော့ဘာတွေ့ဘဒုဤလက္ခဏာတွေ့သလုံးလို့လိုက်တော့မှဩအနိစ္စဤလက္ခဏာသွားတွေ့ဒါကြောင့်အနိစ္စလက္ခဏာသုတ်ဒုက္ခလက္ခဏာသုတ်အနတ္တလက္ခဏာသုတ်လို့ဟောတယ်အနိစ္စသုတ်ဒုက္ခသုတ်အနတ္တသုတ်လို့မဟုတ်ဘူးလက္ခဏာသိဖို့အရေးကြီးတယ်ကွာသဘောပါလားဒါရင်ပေါ်လာတာဘာခေါ်ကြမလဲဒါသူကသူပေါ်နေတာအနိစ္စပေါ်နေတာနော်အနိစ္စပေါ်နေတာအဲ့တော့အနိစ္စပေါ်နေတယ်လို့သိထားကြတဲ့ကိုကနောက်ညာနဲ့ဒကာဓမ္မတွေကြည့်လိုက်တာပေါ့ကြည့်တဲ့အချိန်ကျတော့ဒီအနိစ္စတွေ့သလားသူမရှိတဲ့လက္ခဏာတွေ့ဒါဖြင့်ဒကာဓမ္မတို့ပေါင်းကြပါစို့ဆိုတော့မှဩတပည့်တော်မသိလိုက်တာကမသိတပည့်တော်မသိလိုက်တာကအနိစ္စတပည့်တော်သိလိုက်တာကလက္ခဏာသဘောကျတပည့်တော်မသိလိုက်တာကသိလိုက်တာကဟောဒါပဲအနိစ္စနဲ့လက္ခဏာကိုသွားသိအနိစ္စလက္ခဏာသွားသိဒါတွေကဒကာဓမ္မတို့ဝိသုဒ္ဓိမတက္ကရာဆရာကြီးကလည်းအနိစ္စံတိခန္ဓာပြင်စကံခန္ဓာပြင်စကကိုဆိုတာကွာခန္ဓာပေါ်နေတော့ဆိုတာလေအနိစ္စလက္ခဏာဆိုတာဘာတော့ဆိုဖြစ်ပြီးမရှိတာကလက္ခဏာကွာမရှိတာကလက္ခဏာရှိတာကအနိစ္စပေါ့အဲ့တော့ရှိတုန်းကတော့ဒကာဓမ္မတွေညံမမဝင်နိုင်သေးပဲကိုအဲ့တော့အနိစ္စရောက်မဲ့တရားပေါ်လာတာနောက်ဒကာသစ္စာဒကာအောင်တို့ကညံနဲ့ကြည့်လိုက်တော့ခொနည်းစိတ်ကလေးပဲနဲ့တော့မရှိတာကလက္ခဏာဘဒုဤလက္ခဏာတုံးဆိုတော့အနိစ္စဤလက္ခဏာသဘောကျဘဒုဤလက္ခဏာပါလေအနိစ္စဤလက္ခဏာဆိုတော့ဩဒါဖြင့်ဒကာဓမ္မတို့ကျွတ်တို့ဒီအနိစ္စနဲ့လက္ခဏာအနိစ္စလက္ခဏာဆိုတဲ့ဥစ္စာဒီလိုကွဲပြီးဒီကလာသိထားတော့မှငကိုယ်တုံးကလည်းပေါ်လာတဲ့ဓမ္မလေးကိုလည်းငါသူမစွဲတော့အနိစ္စလေးပေါ်လာတာနောက်ပြောက်ပြက်သွားတယ်မြင်လိုက်တော့လေလက္ခဏာပြသွားပြီမစွနိုင်ဘူးလားအဲ့တော့အဖြစ်မှာလေဒကာဓမ္မတို့တက္ကာရိတိပြုတ်ပါလေပြောက်ပြက်သွားတဲ့အခါမှာပြုတ်တာပဲဖြစ်တုန်းကလည်းဩဒါအနိစ္စပေါ်လာတာပဲလို့ခင်ဗျားတို့ညာနဲ့မှန်းလိုက်လို့ရှိရင်လေပုဂ္ဂိုလ်တ attva ရှိသေးရဲ့နောက်သေချာညာနဲ့ပုဂ္ဂိုလ်တ attva ပေါ်လာလည်းမဟုတ်ဘူးကြည့်လိုက်ဦးမယ်သေသေးချာချာဆိုတော့လေသူ့လက္ခဏာပြသွားမရှိတဲ့လက္ခဏာပြမပြဘူးလားမရှိတဲ့လက္ခဏာပြတော့ပေါင်းလိုက်တခါကျော်တခါသစ်တို့ကအဲဒါဖြင့်ပေါ်တော့ကအနိစ္စမရှိတော့လက္ခဏာပေါင်းလိုက်ပါအဲ့ဒီအနိစ္စလက္ခဏာကိုခင်ဗျားတို့နောက်ကညာနဲ့မြင်လို့ရှိရင်တာယဟောတိသမာဓိဋ္ဌိအနိစ္စလက္ခဏာကိုမြင်လို့ရှိရင်ဖြင့်အဲ့ဒါသမာဓိဋ္ဌိပဲဟေ့အနိစ္စလက္ခဏာမြင်ကောင်းပြီတဲ့သမာမဖောက်မပြန်ပတ္တတိမြင်တာယဟောတိတာယထိုကဲ့သို့မြင်ခြင်းသည်တာယထိုကဲ့သို့မှန်ကန်မြင်ခြင်းသည်သမာဓိဋ္ဌိသမာဓိဋ္ဌိမြည်ဩဒါဖြင့်ဖြစ်ပေါ်လာတာကဘာခေါ်ကြမလဲကြည့်လိုက်တော့မရှိတော့ပေါင်းလိုက်စမ်းအနိစ္စလက္ခဏာကိုနောက်ဉာဏ်ကမမြင်ဘူးလားမြင်တဲ့ဉာဏ်သမာဓိဖြစ်ရှေ့ပိုင်းကအနိစ္စနဲ့လက္ခဏာနောက်ပိုင်းကရှေ့ပိုင်းကနောက်ပိုင်းကဓမ္မသာလင်ဒကာဓမ္မတို့တဲ့တက္ကရာဒိဋ္ဌိအစိုးကြီးကဖြုတ်ပြီးဟာဒီနည်းနဲ့သာရှိလို့ရှိရင်ဖြင့်ခမည်းတော်သမာဓိဋ္ဌိမဲ့ကမပေါ်ပါနဲ့ဆိုလို့မရတော့မျက်မှောက်ရင်ဒကာဓမ္မတွေသုံးခေါက်ရှိအောင်ပြန်ပြောပါဦးမယ်ရှင်းအောင်နော်ကဲစားခြင်းနဲ့စိတ်ကလေးပေါ်လာတယ်လောဘစိတ်ပေါ်တယ်ဆိုပါတော့ဘာပေါ်လာလဲနိစ္စပေါ်လာဘာကြတို့သောယောဂီကဒါပေါ်လာတာသိပလားလို့မေးတော့ဘယ်သိမလို့လဲသိတဲ့စိတ်ကတခြားပဲနောက်မှပေါ်ရမှာနောက်ကြတဲ့အခါကျဒီစိတ်ကလေးဘုန်းကြီးကသရဂစိတ်တံသရဂစိတ်တံတိပဇာနာတိကိုနောက်ကသိအောင်လုပ်ခဲ့ဆိုပြီးသိအောင်လုပ်တဲ့အချိန်ကြတော့သိတဲ့စိတ်နဲ့သိနေရတော့ဘုန်းကြီးကရှိတာကမရှိတော့ဘူး
ဥပမရှိသေးမရှိတော့ဘူးဘယ်သူမရှိတာတော့ဆိုလို့ရှိရင်ဖြင့်တရားဓမ္မတို့အနိစ္စလေးဟာမရှိတဲ့လက္ခဏာပြသွားပြီအနိစ္စတရားဟာဒါဖြင့်အနိစ္စလက္ခဏာကိုနောက်ကမသိဘူးလားအဲ့ဒါဘာခေါ်ကြဩသမာဓိဖြစ်ဖို့ဆိုတာဒီလိုပါလားပေါ်လာတာအနိစ္စမရှိတာကလက္ခဏာအနိစ္စလက္ခဏာကိုနောက်ကနေသိတာကထို့အတူဒုက္ခပေါ်လာတာဒုက္ခကြည့်လိုက်တော့မရှိတာကဒုက္ခလက္ခဏာနောက်ကသိတာကပေါ်လာတာလေးကအနတ္တကြည့်လိုက်တော့မရှိတာလက္ခဏာဟောသိတာကအဲ့ဒီသမာဓိတွေကဘာသိကြုံဆိုတော့အနတ္တဤလက္ခဏာကိုသိတယ်နေဆာဤဒုက္ခဤလက္ခဏာသိမှတရားဓမ္မတို့နမရှိတာသိနေမယ်ဆိုလို့ရှိရင်ဖြင့်ခိုင်တာသိဖြစ်နေမှာပေါ့သဘောကျရှိတာသိဆိုလို့ရှိရင်သတ္တရဝင်နေမယ်အတ္တရင်လည်းဝင်နေမယ်ရှိတာကိုတော့ဖြင့်တရားဓမ္မတို့နှစ်စိမ့်မပြိုင်နိုင်တဲ့အတွက်ရှိတုန်းကသူ့ဟာသူတိုင်းရှိတာပဲကျွတ်တော့မသိဘူးကျွတ်တော့သိတဲ့အချိန်ကျတော့မရှိတာပဲသိကျွတ်တော့သိတဲ့အချိန်မှာဒါဖြင့်ရှိတုန်းကဘာခေါ်ကြမလဲကြည့်လိုက်တော့မရှိတာဘာတော့အဲ့ဒီလက္ခဏာကိုမရှိတဲ့လက္ခဏာကိုတရားဓမ္မတွေရှိရကမရှိတဲ့လက္ခဏာမသိလိုက်ဘူးလားသိတာလေဘာခေါ်ကြဒီသမာဓိတွေသမာကမှန်ကန်ဒိဋ္ဌိကမြင်တယ်ပေါင်းလိုက်တော့အမှန်ကန်မြင်တယ်အမှန်ကန်ဘယ်လိုမြင်အောင်ဆိုတော့အနိစ္စရဲ့လက္ခဏာကိုအမှန်ကန်မြင်တယ်ဘယ်လိုမှတ်ကြမလဲဒါကတရားသားကြီးပြောနေရတဲ့အတွက်တကယ်အလုတ်ခွန်မှာအမြင်မှန်ကိုပြနေရတဲ့အတွက်တရားဓမ္မတို့ကပုံမူဂရုစိုက်ရမယ်နေလို့မှတ်ပါအလုတ်ခွန်ကိုအမှန်ကန်ပြနေရလို့နော်ခိုင်းတာပြင်ဘယ်တရားပေါ်ခြင်းတဲ့ပုရုဇဉ်စိတ်ပေါ်ခြင်းတာပေါ်လာရင်ဘာခေါ်ကြကြည့်လိုက်ညာနဲ့ကြည့်လိုက်မရှိတော့မရှိတာကအနိစ္စလက္ခဏာဒါဖြင့်နောက်ကသိတာလေးကဘာကိုသိကြုံလို့မေးလို့ရှိရင်ဘယ်နဲ့ပြောကြနောက်ကကြည်တိုင်းအနိစ္စလက္ခဏာကိုသိရနောက်ကကြည်တိုင်းဒုက္ခလက္ခဏာကိုသိရနောက်ကကြည်တိုင်းအနတ္တလက္ခဏာကိုသိရမယ်ဆိုသဖြင့်ဒါရင်ပေါ်တာကအနိစ္စမရှိတာကလက္ခဏာပေါ်တာကဒုက္ခမရှိတာကပေါ်တာကအနတ္တလို့ရင်တော့ဒီလိုပါအနတ္တရောက်မဲ့တရားပေါ်လာတယ်အနိစ္စရောက်မဲ့တရားပေါ်လာတယ်ဒုက္ခရောက်မဲ့တရားအဲ့ဒီပေါ်လာတော့ကလည်းတခါသိတခါအောင်လို့သူပေါ်နေတော့နောက်စိတ်ကျွတ်လို့ရှုတဲ့စိတ်ကလည်းမပေါ်နိုင်သေးဘူးမပေါ်နိုင်သေးတော့သူ့ကိုကျွတ်တော့ကမြင်တယ်လို့မဆိုနဲ့နောက်သေးချာပြန်ပြီးကြည့်လိုက်တဲ့အခါကျတော့သူ့တွေ့သလားလက္ခဏာသွားတယ်လက္ခဏာကဘာလက္ခဏာတော့မေးတော့မရှိတဲ့လက္ခဏာလက္ခဏာဘာပါလဲမရှိတဲ့လက္ခဏာသွားပြီးဒီကလာတွေ့လိုက်တော့မရှိတာကတရားဓမ္မတို့ပင်ကိုယ်ကဘာမှမရှိတာလားအနိစ္စဤမရှိတာလားအနိစ္စရောက်မဲ့တရားဤမရှိတဲ့လက္ခဏာကိုတွေ့ပါတယ်သဘောကျအနိစ္စရောက်မဲ့တရားဤဒါဖြင့်ရှိနေအနိစ္စမရှိမှသာရင်လက္ခဏာကသူ့လက္ခဏာကချင်းရှားတယ်ဒါကြောင့်လူတူတယောက်ကိုမင်းတို့သိမယုံကြနဲ့အောင်နေတော့အကဲခတ်အောင်ဆိုတာတရားဓမ္မတို့လူတူတယောက်ကိုခင်ဗျားရဲ့အိမ်မှာမွေးကြတဲ့ခါကြလို့ရှိရင်သိပြီးမချင်းမွန်းကြနဲ့သိမရောနှောကြနဲ့အကဲခတ်အောင်ဆိုတာတရားဓမ္မတို့နောက်သူ့လက္ခဏာကိုကဲခတ်ဘာကဲခတ်မှာသူ့ကိုအခုကဲခတ်နေလို့ကိုပဲနောက်ကြအောင်ကဲခတ်ရမှာမဟုတ်လားဒီကခိုးတတ်တလားဖွက်တတ်တလားကောက်တတ်တလားချစ်တတ်တလားဂုံတိုက်တတ်တလားအစရှိသေးတယ်သူ့လက္ခဏာနောက်မှာပေါ်ပဲရှင်းညဒီမှာလည်းပေါ်နေတော့ဘယ်နဲ့ခေါ်ကြမလဲအနိစ္စကြည့်လိုက်တဲ့အချိန်ကြတာမရှိတော့မရှိတာသူ့လက္ခဏာပေါ့သဘောကျပေါင်းလိုက်တာဖြင့်အဲ့ဒါကိုနောက်ကနေပြီးသိတာကဗာဒိဋ္ဌိဒါဖြင့်သမာဓိဋ္ဌိဆိုတာအနိစ္စလက္ခဏာသိမှသမာဓိဋ္ဌိအနတ္တလက္ခဏာသိမှဒါကြောင့်ဘုရားကအနိစ္စလက္ခဏာသုတ်ဒုက္ခလက္ခဏာသုတ်အနတ္တလက္ခဏာသုတ်ကိုခေါ်လိုက်
လက္ခဏာမပါဘဲနဲ့မပြီးဘူးကွာရှင်းရပါလားဩဒါဖြင့်ငါတို့ရှုတိုင်းရှုတိုင်းထင်ရှားအောင်လို့သာပြောတာပါခမည်းတော်တွေ့တာကတော့လက္ခဏာကြီးတွေ့တာပါပဲမရှိတဲ့လက္ခဏာမရှိတဲ့လက္ခဏာမရှိတဲ့လက္ခဏာကြီးတွေ့တာပဲသဘောပါအဲ့တော့မရှိတဲ့လက္ခဏာကအနိစ္စလက္ခဏာမရှိတဲ့လက္ခဏာကိုသိတာကဒါဖြင့်သမာကမှန်ကန်တာဒိဋ္ဌိကမြင်တာပေါင်းလိုက်တော့အမှန်ကန်မြင်တာဆိုတော့အနိစ္စလက္ခဏာကိုသွားမြင်တယ်ဒါကြောင့်ငါမပြောဘူးလားဒီပုဂ္ဂိုလ်ဆိုးတယ်ဆိုတာဟောသူ့လက္ခဏာနောက်မှသိသူရှိတုံးသိတာလားသူ့လက္ခဏာနောက်မှသူအလုပ်ပေါ်လာမှသိတာသူ့သဘောတတ္တိအဆုံးပေါ်လာတာသိမှလက္ခဏာသိဒါဖြင့်ဒကာဓမ္မတို့ရှိတာအနိစ္စလို့သွားပြီးတော့မေရှိတဲ့သဘောလေးကသူအနိစ္စရောက်မဲ့သဘောလေးပေါ်လာလို့အနိစ္စလို့ဆိုလိုက်ပါတယ်သဘောကျရှိတယ်ပေါ်လာတဲ့သဘောလေးကပါလားအနိစ္စမရောက်ဘဲနေမှလည်းရောက်မှာအဲ့ဒါကြောင့်ပေါ်လာတဲ့ဓမ္မလေးပါခေါ်ကြဉာဏ်နဲ့ကြည့်လိုက်တော့မရှိတော့လက္ခဏာတွေ့ပေါင်းလိုက်အနိစ္စလက္ခဏာနော်ကဲတော့ငကိုယ်တုန်းကတည်းကအနိစ္စတွေ့ထားတော့ဩငါပဲသူပဲလို့ဆိုတဲ့တက္ကရာတိဈာခုသေးရနောက်မရှိတာတွေ့တော့လေဩဒီဥစ္စာငါမဟုတ်တာသေချာလိုက်တာဒီလိုနှစ်ချက်ဝေဖန်လို့ရပရမတွေ့တုန်းကတည်းကဖြစ်ပေါ်လာတဲ့တရားလေးအနိစ္စလို့တွေ့ထားနောက်ဉာဏ်နဲ့ကြည့်လိုက်တော့မရှိတဲ့လက္ခဏာတွေ့လိုက်တော့ဒကာသစ်တို့ဒကာဦးတို့ကစဉ်းစားပါလားဩဒီဥစ္စာဒီကားလို့ဆိုရင်ဖြင့်အနိစ္စဆိုတဲ့တရားအနိစ္စရောက်မဲ့တရားမို့အနိစ္စလက္ခဏာပဲပြသွားတယ်လို့သမာဓိဋ္ဌိကဆုံးဖြတ်ချက်မချဘူးအဲ့ဒီဆုံးဖြတ်ချက်ချတာကိုချရတဲ့သဘောလေးဘာခေါ်ကြလဲဒီသမာဓိဋ္ဌိဆိုတာသမာကမှန်ကန်တာသဘောကျဒိဋ္ဌိကမြင်တာအမှန်ကန်မြင်တယ်တဲ့ဖြစ်ပေါ်တော့ကလည်းသူအနိစ္စလို့မြင်တယ်နောက်ကြတဲ့အခါကျလို့ရှင်တကယ်တမ်းဉာဏ်နဲ့စူးစိုက်ကြည့်လိုက်တဲ့အခါကျလို့ရှင်သူ့လက္ခဏာကိုသေချာမြင်လိုက်ရမြင်လိုက်ရဘူးလားဒါဖြင့်အနိစ္စလက္ခဏာဆိုတဲ့ဥစ္စာဒကာဓမ္မတို့အနိစ္စမရှိဘဲနဲ့အနိစ္စလက္ခဏာပြောလို့မရဘူးဒါကြောင့်ပေါ်လာတဲ့ဓမ္မဘာခေါ်ကြမလဲဉာဏ်နဲ့ကြည့်လိုက်တဲ့အခါမရှိတဲ့လက္ခဏာပေါ်လိုက်တော့အနိစ္စနဲ့လက္ခဏာနဲ့ဟာတခြားစီပါသေသေးချာချာမှတ်ပါဒီဥစ္စာခင်ဗျားတို့သေသေးချာချာမှတ်လို့ရှင်ဒီဥစ္စာပြောရတာကလွယ်ကူတာမဟုတ်ဘူးစကားတော့ဖြင့်နှလုံးထဲပဲစကားတော့နှလုံးထဲပဲဒကာဓမ္မတို့တော့အယူဆမှာသိရေးကြည့်နမလို့ရှင်ခင်ဗျားတို့အနတ္တလက္ခဏာသုံးဆိုတော့အနတ္တကဘယ်သူတုံးလက္ခဏာကဘယ်သူတုံးမေးခင်ဗျားတို့နှစ်ခုခွဲမေးရင်ဘယ်သူမှဖြေတတ်တော့မှာမဟုတ်ဘူးဖြေတတ်ပါ့မလားအခုတော့ဒီလိုယူလိုက်ပါဝိသုဒ္ဓိမတေကရာဆရာလည်းအနိစ္စံဒီခန္ဓာပြင်စကံခန္ဓာ၅ပါးတစ်ပါးပေါ်လာရင်အနိစ္စသာမှတ်လိုက်နော်လက္ခဏာကြတော့ဘယ်နဲ့ဟုတ်တော့အဘာဝထေနလက္ခဏာဖြစ်ပြီးမရှိတဲ့သဘောလေးကသူ့လက္ခဏာပဲသေတတ်တဲ့သဘောသေမယ်လို့ပေါ်လာတဲ့တရားလေးဟာသေသွားတော့ဟောသူ့လက္ခဏာမရှင်းဘူးလားကွာသေမယ်လို့ပေါ်လာတာကသေကံကြီးပေါ်လာတာကအနိစ္စသေပြလိုက်တာကလက္ခဏာဆိုတော့ငါပြောတာမှန်ဘူးလားကွာငကိုတွေကဒီလိုလက်မခံနဲ့လက်ခံလို့ရှိရင်ဒီလိုဖြစ်လိမ့်မယ်ဆိုတာသူ့လက္ခဏာမပြဘူးလားဒီလိုနှစ်ခုတွဲယူမှရတော့မှာပေါ့သဘောပါလားဒီဥစ္စာဒကာဓမ္မတွေကသမဉာဏနဲ့ထောင်လို့မရဘူးညမရင်အနိစ္စနဲ့လက္ခဏာခင်ဗျားတို့ရှုပ်ချီရဲ့မရှုပ်ဘူးလားရှုပ်ဘူးဒါပြန်ပေါ်လာတဲ့တရားတွေဘာတရားပေါ်လာလားကိုယ်တဏ္ဍာဘာဆိုကြမလဲအနိစ္စလို့သိလိုက်ကြတဲ့ကသမာဓိဖြစ်ပြီသမာဓိဖြစ်နေပြီတဲ့အနိစ္စဆိုမှအနိစ္စရောက်မဲ့တရားပေါ့ဗျာသဘောကျဒီတဲ့ကောကငါပေါ်လာတာသူပေါ်လာတာယောက်ျားပေါ်လာတာမိန်းမပေါ်လာတာဟုတ်သေးရဲ့သိကြတော့ပြီနောက်ကြည့်လိုက်တဲ့အခါကျတော့ဒီလောဘလေးဖြစ်စေဒေါသလေးဖြစ်စေတောက်ပြတဲ့လက္ခဏာလေးမပြလားနင်သူ့လက္ခဏာသူထွန်းပြသွားပြီထိုးပြသွားပြီလို့မဆိုနိုင်ဘူးဒါဖြင့်ဓမ္မတို့အနိစ္စလက္ခဏာဆိုတာအနိစ္စရှိမှလက္ခဏာပြနိုင်တယ်ဒုက္ခရှိမှဒုက္ခလက္ခဏာပြနိုင်တယ်အနတ္တရှိမှ
နုငကောမှဘာမှမရှိတဲ့ဥစ္စာဖြင့်လက္ခဏာကဘာသွားပြအဲ့ဒီလိုမဝေဖန်တတ်ပြီဆိုမှဖြင့်တကယ်ကျွေသိဆိုးရသွားတယ်နော်ကဲအခုရှင်းပါဗလားအိဋ္ဌာနဲ့လက္ခဏာကွဲပါလားဖြစ်ပေါ်လာရင်မနဲ့ဆိုကြမယ်ကြည့်လိုက်လို့မရှိတဲ့အခါလက္ခဏာပဲပေါင်းလိုက်ဟောဒါဖြင့်ခင်ဗျားတို့ကအနိစ္စနဲ့လက္ခဏာနဲ့ဟာဒကာဓမ္မတို့အနိစ္စရှိမှလက္ခဏာပြတယ်နော်အနိစ္စရောက်မဲ့တရားမှမရှိလို့ရှိရင်လက္ခဏာပြဖို့တော်ခင်းပါတယ်သဘောကျကောင်းပြီဒါဖြင့်ခေါင်းကပြောခဲ့တဲ့စကားပြန်ဒီကုန်းချုပ်အနာပေါက်တာမှမသိတဲ့ပုဂ္ဂိုလ်ကအနာပြောက်တာလည်းမသိပါဘူးသိပါဘူးဒါဖြင့်အယူပေါ်ဗျာသဘောကျအနာပေါက်တာမှမသိတဲ့ပုဂ္ဂိုလ်အနာပြောက်တာပဲလို့သိမသိနိုင်ဘူးဆိုတာကသဘောကျဒါဖြင့်ခင်ဗျားတို့အနိစ္စရောက်မဲ့တရားပေါ်လာတာကဘာလေးပေါ်လာအနိစ္စရောက်မဲ့တရားပေါ်လာဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့မရှိတော့ပျောက်ပြက်သွားတယ်အတိုင်းပေါင်းလိုက်ဒါဖြင့်အနိစ္စနဲ့လက္ခဏာနဲ့ဒကာဓမ္မတို့အနိစ္စရှိမှလက္ခဏာပြမှာပဲအနာပေါက်မှပျောက်တာပြမှာအနာပေါက်တာမှမသိတဲ့ပုဂ္ဂိုလ်ကပျောက်တာလည်းသူသိတော့မှမဟုတ်ဘူးသဘောကျဒါကြောင့်ပြီးဒီမှာဘုရားဒေသနာတော်တွေကအမှန်တမ်းသိမ်မွေ့နေနေခက်ခဲတယ်ဆိုတော့ဒကာအောင်တို့ယုံလားဒါကြောင့်ဝိသုဒ္ဓိမတေကရာကျအနိစ္စံတိခန္ဓာပြန်စကံဆိုခန္ဓာ၅ပါးတစ်ပါးပါးယူกว่าတဲ့အနိစ္စဆိုတာအဲ့ဒါယူမှတဲ့တဲ့နုလက္ခဏာပြောစမ်းပါအောင်ဆိုတော့ဖြစ်ပြီးမရှိတဲ့သဘောလေးကသူ့လက္ခဏာကိုกว่าဖြစ်ပြီးမရှိတဲ့သဘောလေးကဒါဖြင့်ဒီလိုမှသဗ္ဗေသင်္ခါရအနိစ္စနဲ့သွားကြိုက်သဗ္ဗေတံသင်္ခါရဒုက္ခနဲ့ရောသဗ္ဗေဓမ္မအနတ္တနဲ့ဒါဒီလိုကြမှာပြီးတော့မှတခါခင်ဗျားတို့နာနေကြဖြစ်တဲ့အနိစ္စလက္ခဏာသုတ်ဒုက္ခလက္ခဏာသုတ်အနတ္တလက္ခဏာသုတ်ဆိုတော့လက္ခဏာတွေကအရေးမကြီးဘူးတကယ်လို့လက္ခဏာကိုမသိဘဲနဲ့ခင်ဗျားတို့အနိစ္စကိုသိနေမယ်လို့ဆိုလို့ရှိရင်လေတဲ့အထယ်ရှိနေမှာပဲမရှိဘူး။ရှိပါဘူး။ခိုင်းဒါဖြင့်ဒကာဓမ္မတို့အနိစ္စနဲ့လက္ခဏာဖြင့်ဒကာကျွယ်ရှင်းမလားရှင်းပါဘူး